ဒီနေ့တော့အလဲကြလာတာကတော့ Realme လဲပေါ့နော် Realme ကသူတို့ရဲ့ number series ဖြစ်တဲ့14 series တွင်းပြီးတော့တိတ်မကြခင်ပါပဲ entry level တွေကဖုန်းအသစ်ဖြစ်တဲ့ C71 ကိုတွင်းလာတယ်ဈေးအနေနဲ့ဆိုရင်တော့9သိန်းခွဲ6သိန်းဝန်းကျင်လောက်ထိရှိလိမ့်မယ်လို့သိရတယ်ပေါ့နော်အတိအကျတော့မသိရသေးဘူးဆိုတော့ခုချိန်ကျွန်တော်9သိန်းခွဲ6သိန်းဝန်းကျင်ဖုန်းဝင်မယ်ဆိုတဲ့သူတွေအတွက်ဘာပဲပြောရွေးချက်စရာတိုးလာတာတော့အမှန်ပဲဆိုတော့ဒီဖုန်းကဘာတွေပါလာလဲဘာတွေထူးခြားလဲဆိုတော့ကျွန်တော်တို့တူဆက်ကြည့်အောင်ပထမဆုံးအချက်ဒီဖုန်းကဒီဇိုင်းပိုင်းမှာ Realme ရဲ့ C3 ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော်တော်လေးကိုတက်ရတယ်လို့ပြောလို့ရတယ်အရောင်အနေနဲ့ဆိုရင်တော့ Forest O ရဲ့နောက်ပြီးတော့ကျွန်တော်ရထားရဲ့ White Swan ဆိုပြီးတော့နှစ်ရောင်လာမယ်လောလောဆယ်ကျွန်တော်ရထားရဲ့ White Swan ဆိုတဲ့အရောင် White Swan ဆိုတဲ့အတိုင်းပဲအဖြူရောင်ပေါ်မှာမှကျွန်တော်တို့ Matte Finish Texture ကိုသုံးပေးထားတယ်ပြီးတော့ငှက်မွေးပုံစံ pattern လေးထည့်ပေးထားတယ်ပြီးတော့ဒီအပေါ်ဘက်ကကင်မရာပုံစံက၄ထောက်ပုံစံကင်မရာထဲမှာကျွန်တော် dual camera setup ကိုသုံးပေးထားတယ်ပြီးတော့အောက်ဆုံးမှာ pause light ကိုသူထည့်ပေးထားတယ်ဒီ pause light ကဘာလို့ပေးရလဲဆိုတော့ကျွန်တော်ဖုန်းဝင်လာတဲ့အချိန်တွေ notification ဝင်လာတဲ့အချိန်တွေနောက်ပြီးတော့ alarm တို့နောက်ပြီးတော့ camera ရိုက်နေတဲ့အချိန်မှာ countdown timer အနေနဲ့ပြပေးမှာပေါ့နော်ပြီးတော့ဖုန်းရဲ့အထူက 7.79mm အလေးချိန်က 196g ပဲဆိုတော့ကိုင်းရတာပေါ့ပါဖြစ်တဲ့အချိန်မှာပါတယ်ပြီးတော့ကျွန်တော်ထုံးစံတိုင်းပဲအောက်ဘက်မှာ USB Type C pout speaker pout နောက်ပြီးတော့ 3.5mm audio ပေါက်လေးကိုထည့်ပေးထားတယ်ဆိုတော့အဲ 3.5mm audio ပေါက်လေးကို OCD ဖြစ်အောင်ထည့်ပေးထားတာလေးကိုကျွန်တော်သဘောကျရပါတော့ဖုန်းကလည်းပါတဲ့နေရာမှာဒီလိုမျိုးထည့်ပေးထားတာလေးကို appreciate လုပ်တယ်နောက်ပြီးတော့ဘေးဘက်က frame တွေကတော့ flat frame ပဲဒါမှကျွန်တော် sign ပေါက်တဲ့ fingerprint ကိုသုံးပေးထားတယ်နောက်ပြီးတော့ဒီဖုန်းက Realme ရဲ့ C3 ဖုန်းဖြစ်တဲ့အလျောက်အကျန်းခံတဲ့အပိုင်းမှာလည်း Armor Shell Protection ကိုသုံးပေးထားတယ်အဲ့အတွက်ကျွန်တော်မတော်တဆပြုတ်ကျရတဲ့နေရာမှာလည်း 1.5m လောက်ကပြုတ်ကျရတဲ့တန်ကိုခံနိုင်တဲ့ military grade standard 810H ကိုသူ pass ဖြစ်ထားတာပေါ့နော်နောက် IP rating ဆိုရင်လည်းသူ IP64 dust and water resistant ပါလာတယ်ဆိုတော့ရင်းတဲ့ဖုန်းကစိတ်ပူစရာမလိုဘူးဗျာနောက်သူ့မှာဒီ Sonic Wave water ejection ဆိုတဲ့ feature လေးပါလာတယ်အဲ့ဒါဘာလို့ပေးရလဲဆိုတော့ကျွန်တော်သူ့ရဲ့ speaker ဘောကနေပြီးတော့ vibrate လုပ်ပြီးတော့အထဲကိုရေဝင်သွားခဲ့ရဆိုလို့ရှိရင်ရေကိုပြန်ထုတ်ပေးတဲ့ feature ဆိုတော့ကျွန်တော်မိုးတွင်းမှာမတော်တဆဖုန်းထဲကိုရေဝင်သွားတာကိုရေဆိုတာတော့အတွက်ကဘာမှစိတ်ပူစရာမလိုတော့ဘူး display ဘက်မှာဆိုရင် 6.67 inches ကိုမှ IPS LCD နောက်ပြီး resolution အနေနဲ့ဆိုရင် HD+ resolution ပဲဒါပေမဲ့ Realme ရဲ့ C3 ဖုန်းလုံးအနေနဲ့ဆိုရင်ကျွန်တော်အရင်ကလိုမျိုး water not mode တော့ပဲနဲ့ pan show လေးဖြစ်သွားတယ်ပေါ့နော်အဲ့ဟိုမှာ high refresh အနေနဲ့ဆိုရင် 120Hz ပါလာတယ်ဆိုတော့ Realme ရဲ့ C3 ဖုန်းလုံးအနေနဲ့ဆိုရင်တိုးတက်လာလေးတွေ့ရတယ်ပြီး brightness အနေနဲ့ဆိုရင် 725 nits brightness ဖြစ်သွားတယ်ဆိုတော့မစိုးဘူးပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီသူ့မှာရေတို့ဖုန်းတို့ချွေးတို့ဆိုနေတဲ့အချိန်မှာသုံးလို့ရမယ် smart touch ဆိုတဲ့ feature တွေကလည်းထည့်ပေးထားသေးတယ်ဆိုတော့ဒီတစ်ခေါက် Realme ရဲ့ C3 ဖုန်းလုံးအနေနဲ့ဆိုတော့သူ့ရဲ့ display ဘက်မှာကျွန်တော်တိုးတက်လာတော်တော်များများတွေ့ရတယ် performance ပိုင်းဆက်သွားရင်သူ့မှာသုံးပေးထားတာ Uni SoC ရဲ့ T7250 chip ကိုသုံးပေးထားတယ် RAM က 4K storage က 128GB version ရဲ့ RAM က 6K storage က 128GB version ဆိုပြီးတော့နှစ်မျိုးလာမယ်ကျွန်တော် performance အတွက်ကျွန်တော် Antutu benchmark ကိုတိုင်းပေးထားရပေါ့နော်ရမက 2,660,550 မှတ်ထိရမယ်နောက် Gigabyte 6မှာဆိုရင်လည်း single core က438နဲ့ multi core က 1483ဆိုတော့ပုံမှန်ကျွန်တော် daily social media app တွေ entertainment အတွက် app တွေမှာသုံးတဲ့နေရာမှာတော့ AC တက်ရသုံးလို့ရမှာပေါ့နော်ဒါမှမဟုတ်ကျွန်တော် game ဘာညာဆော့ကျင်နေဆိုရင်လည်း mobile legend လောက်ကတော့ဒီလောက် performance ကတက်ပြီးတော့ဆော့လို့ရပါတယ် software ပိုင်းမှာတော့ကျွန်တော် Android 15ကိုအခြေခံတဲ့ Realme UI နဲ့လာမယ်သူ့မှာ AI features တွေလည်းပါလာတယ်ပထမဆုံး AI features အနေနဲ့ဆိုရင်တော့ AI noise reduction core 2.0 ဆိုတဲ့ features ဒါကတော့ရှင်းတယ်ကျွန်တော်ဖုန်းပြောနေတဲ့အချိန်မှာဒီတပ်ပါဒီ app တွေမှာပါသူအလုပ်လုပ်ပေးရပေါ့နော်ဒီပတ်ဝန်းကျင် noise ကို short ချပေးမယ် features နောက်ဓာတ်ပုံပြင်ဖို့အတွက်ဆိုရင်တော့ AI clear face လိုမျိုးဝါးနေတဲ့ပုံတွေကိုကြည့်အောင်လုပ်ပေးမယ် features ပါလာမယ် AI image mapping လိုမျိုးကျွန်တော်ပုံတွေကိုဖြန့်ညက်ကလုပ်လို့ရမယ် features ပါလာမယ်ပြီးတော့နောက်ဓာတ်ပုံတွေကမလိုတာတွေကိုဖျက်ထုတ်ပေးလို့ရတယ် AI erase လိုမျိုး features တွေလည်းပါလာမယ်အဲ့အပြင်မှာကျွန်တော် Google ရဲ့ Gemini assistant ကိုသုံးလို့ရမယ်။နောက်ပြီး Google ရဲ့ Circuit to Search လိုမျိုး feature တွေပါသုံးလို့ရမယ်ဆိုတော့ဟို9သိန်းခွဲ6သိန်းဝန်းကျင်ဖုန်းလုံးအနေနဲ့ဆိုရင် AI feature တွေတော်တော်များများပါလာတာကိုသတိထားမိတယ်။အဲ့တော့ camera ပိုင်း main sensor 50 megapixel မှာနောက်ထပ် flicker sensor ဆိုပြီးတော့နှစ်မျိုးတွဲပေးထားရပါတော့။6သိန်းဝန်းကျင်ဖုန်းလုံးအနေနဲ့ဆိုရင်တော့လည်းပုံမှန်ပါပဲ။ camera feature တွေအနေနဲ့ဆိုတော့ကျွန်တော်တို့ဒီ night mode ပါလာမယ်နောက်ပြီးတော့ street mode ပါလာမယ် portrait mode ပါလာမယ် dual view video လိုမျိုး feature ဆိုတာထည့်ပေးထားရပါတော့။အဓိက street mode လိုမျိုး features ကိုဒီလိုမျိုး C series မှာတက်လာပေးတာကိုသဘောကျတယ်။ဆယ်ကြီးတော့ကတော့ကျွန်တော် daylight ပိုင်းမှာများတော့ဖြစ်အဆင်ပြေရများတယ်ဒီ days တွေ dynamic range တွေ color production လေးတွေမစိုးဘူးဒါပေမဲ့ low light ပိုင်းမှာကျတော့ color shift မဖြစ်သွားပေမဲ့ noise ကိုတော့တိတ်မနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဆိုင်းထားတဲ့ပုံလေးတစ်ချက်ကြည့်လိုက်အောင်နောက် audio ဘက်မှာတော့ mono speaker နဲ့ပဲအတန်ထွက်ကတော်တော်လေးကျယ်တယ်ကျယ်ဆိုတော့ 400% ဒီ volume ကိုတင်ပြီးတော့သုံးလို့ရတာ哦ဆိုတော့အတန်ခက်ကြဲကြဲဖုန်းထဲမှာပါတယ်ဘက်ထရီကတော့ဒီဖုန်းရဲ့အဓိကအားသာချက်ထဲမှာပါတယ်
6300 mAh ဆိုတော့တော်တော်လေးကိုများတဲ့အထက်မှာပါသလိုအားလည်းတကယ်ခံတယ်2ရက်လောက်က AC အားပြတ်မသွင်းပဲတတရသုံးလို့ရတယ်နောက်အားပြန်သွင်းဖို့အတွက်ဆိုရင်လည်း45 watt နဲ့ဆိုတော့0 to 50% ကို37 minute နဲ့ပြန်သွင်းလို့ရမယ်ဆိုတော့ဒီတစ်ခေါက် Realme C71 Realme သူ့ရဲ့အရှိရ generation ဖြစ်တဲ့ C61 နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင် design ဘက်မှာတိတိတတ်တာကြီးကိုပုံမိုက်သွားရပြပြီးတော့ performance ဘက်မှာလည်းတိုးတက်လာလေးတွေ့ရတယ်အဲ့ဒါပြီးမှ battery ဘက်မှာတော်တော်ကြီးကိုအားရဖို့ကောင်းတဲ့ဖုန်းလိုပဲပြောရင်အဆုံးထိကြည့်ပြအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ